လက်စာထုတ်တာငါအတွက်လေသူတောင်းတိုင်းငါပေးနေရ ဟာအဲ့ရင်းမရဆိုတကယ်ကြီးနေရပဲဒီတော့ကြော်ထားတဲ့တူကနေသိရလား နင်းနဲ့ဆိုလေချင်းချိုအကြီးရေကိုတာမှာလေခိုင်စုကျင်းနေပါဟင်းပါလား 这超他妈贱的吧？俺没聊一下，我就晓得。 ဩဝိုင်းချူချက်လားနင်းမြေဝဲချူချက်ဆိုလို့ရှိရင်ငါရမ်းကြိုက်တာဟင်းနဲ့စားမယ်လေဒီနေ့ငါဟင်း 俺们这个， ဩနင်းကလည်းတနက်တည်းရေပဲလေဘာဖြစ်လို့လဲဒါလေးလဲစားရတဲ့ဟာနင်းမြေရဲ့ဟင်းကိုနင်းမသိမချင်းစားလို့ရတယ်လေ 俺们这个， ဆန်းဆန်းကြည့်တော့ကြိုက်လေကြိုက်သွားမှာပဲလေငါချင်းမင်းကရေဘူးဖိနာအဝိုင်းအောင်လေနေစားလိုက်တော့အဲ့ဒါနင်ဆွေးကြွေပါရင်နေပါလား ဟုတ်တယ်အမေလေးသူ့အထားအနဲ့လွတ်ပြီးထားစတယ် လောက်ထိုင်လည်းမလိုက်နင်လည်းပဲအေးအကြီးကိုဆွေးကြွမြင်မြင်တတိလေးနေ ဟာချလာတော့လှပါတယ်ဟာ အော်ငါစေတနာနဲ့ပြောတာပါနင်လည်းလုံးဝမလိုက်ငါလည်းလိုက်တော့လိုက်မှာပေါ့ကြည့်ကြည့်ပါလားနင်မရလဲဟဲ့သူ့သမီးဝါတုံးမအောင်ဆင်ပြီးရဆွေးကြွမြင်မြင်တတိလေးနင်နဲ့ဆိုလေချင်းချိုအကြီးရေကိုတာမှာလေ ဂျန်နာရဲ့ကြည့်ပါဦးဒီမှာခန်းလေငါမလှတဲ့ပုံတွေမတင်မှန်းနဲ့ဆိုတော့တင်ပြလိုက်တယ် မှန်ပြပါအေးဟဲ့နင့်ပုံကလည်းကြည့်ပါဦး စိတ်ညစ်တယ် ကိုမတော့စိတ်ညစ်မနေပါနဲ့နင်ကအမြဲငြိမ်ခံနေအောင်တော့လုပ်လို့ရလို့လုပ်နေရတိ အဲ့လိုလည်းမဟုတ်တော့ပါဘူးဟာ အော်မဟုတ်ရပါလေနင်ကအမြဲလုပ်သမျှခံပြောသမျှခံအနိုင်ကျင့်သမျှခံနေငါကလေမပြောရင်တော့ကြည့်နေရတိကဖေးရနေပြီးတော့တခါလေတော့လေနင်ဘာဆိုတာပြလိုက်စမ်းပါလား ဟယ်လိုတကယ်လေ ခိုင်းစုနေအိတ်နေရလား အေးမအိတ်တယ်ဘာဖြစ်လို့လဲ အေးငါ့ကိုကသိန်းခွက်လောက်ခဏတွဲပြီးစမ်းပါဟဲ့ငါပြင်ရောက်နေလို့ ဟောတကယ်ချင်းငါပြေပြီးတော့လည်းဘာမှမရှိတော့ဘူးကွာ အမလေးဟဲ့နေ့စီမှာပတ်စံမရှိဘူးဆိုတာကြီးကြတော့မဖြစ်နိုင်ပါဘူးဟဲ့ငါနေ့ပြန်ပေးပါမယ်ဒီမှာငါအရေးကြီးနေလို့ မဟုတ်ဘူးတကယ်ချင်းရေပြောတာငါရှိမှငွေသားပဲရှိတာကေးပြီးမှမရှိတော့ မဟုတ်ဘူးတွေဘာကြီးလုံမနေနဲ့နော်ဟာလေဒီနေ့ငါနေ့ကလုံမလို့တော့ဘူးဆိုပြီးငါ့ကိုမချီးချင်တာ မဟုတ်ပါဘူးတကယ်ချင်းရလို့နေလို့ချင်းတဲ့တင်တော့ငါအောက်စပြီးပြောရမှာဟာကွာညလည်း9နိုင်တော့ဆိုတော့လေ ဆိုနေ့အိမ်သားမှာဆိုင်ရှိရမှာအေးအဲ့ဆိုတွဲလိုက်လေညလုံးငါနေ့ကိုစောင့်နေပြီ မဟုတ်ဘူးလေည9နိုင်ငါပြောပါအောင်မယ်။နင်ကငါပတ်စံကြောင်မဆက်ပဲနဲ့ငါသိန်းဝဲတဲ့ပတ်စံအိတ်ကိုဓာတ်ပုံရိုက်ပြီး line ပေါ်တင်ပြီးတက်ကြွရဘာသဘောလဲ ဟဲ့အဲ့ဒါဘာဖြစ်လဲနင်ငါ့ကိုဘလို့နေတန်းနဲ့လာပြောနင်လိုခတိမတော့ကတော့ဘာသုံးဝင်မှာလဲငါတော့ကကြတော့အဲ့ဒါကြီးဒူရယ်လေအဲ့တော့ငါဝယ်ဘာဖြစ်လဲညဆန်ကိုငါပြန်ဆက်မှာပေါ့အဲ့လောက်ပတ်စံလေးနဲ့နင်အဲ့လောက်ကြီးဖြစ်ပြက်ပြမယ် ။အဲ့လောက်ပတ်စံလောက်လေးဆိုလို့ရှိရင်ငါပတ်စံကိုအရင်ပေးလိုက်လေ။ဒီမှာငါတို့ပြောပြမယ်နော်။ငါအရင်လိုမျိုးနေနိုင်ချင်နေကြငိန်ခံနေရမှာမဟုတ်ဘူး ။အော်ခိုင်းစုရဲ့နင်ကလည်းနင်ကျွေးတဲ့တိုင်းကွက်ကိုငါပြန်ဆက်မှာပေါ့။ငါကတော့စောင့်မှာ။တကယ်ချင်းချင်းပဲ ။တကယ်ချင်းကိုငါဒီလောက်ပြောနေရတာပေါ့။နင်ငါပတ်စံယူထားတယ်3လကျော်နေပြီလေ။အဲ့ဒါကိုနင်က ။အော်ဟာအေးပါတကယ်ချင်းငါနောက်လာချပြန်ဆက်မယ်နော်။ငါလူများနေလို့ဒါပဲနော်ဒါပဲ ဘာလို့မရှိဘူးပြောလိုက်တာမင်းကမှလာစားထုတ်တာလေ ။လက်စာထုတ်တာငါအတွက်လေ။သူတောင်းတိုင်းငါပေးနေရမှာ။ဒီဖက်တီးမှာသူ့အာကုန်နဲ့အဲ့လောက်တောင်လေးတန်ပြောင်းညာ။ရင်ကဆိုရင်ငါ့အောင်ပြန်နိုင်ရဲ့ ကဲပါ ငါပြောလိုက်တာလုံများလုံနိုင်တကယ်စင်ပြန်နေမှာပါ ခက်ခိုင်ဆိုခိုင်နေတဲ့ဆိုကြလေနေတွေ့ပြီးသွားပြီမလားတော့လိုက်တာဟဲ့ငါတော့လူချင်းလို့လေမမမှားထားလဲဆိုပြီးသွားမိထားတည်းရဲ့ဟာ ။ငါရှာကြည့်လောက်မယ်ငါကောင်းတော့တက်တော့မတွေ့ဘူးကွာ ဟုတ်လားအော်အေး ။ငါမကောင်းလို့တယ်ရှာမတွေ့ ဟုတ်လားဘုံဘုံနဲ့ချပေးမယ်လေဟုတ်လား နင်းကောင်းလို့ကြောက်ရရရနော် ငါချင်းတာမမအောင်ဆိုလို့ရှိရင်တော့သူမျိုးကိုဘလော့ထားရင်တော့တကယ်ချင်း အဲ့လိုမဟုတ်တော့ပါဘူးဟာသူတခုခုမှနဲ့မြန်နေပါပါငါဖုန်းဆက်ကြည့်လိုက်မယ် ယခုခေါ်ဆိုသောဖုန်းမှာဆက်သိထားပါတယ်ရှင် ဆက်ပိတ်ထား ငါပြောပါတယ်အဲ့ကြောင့်သူကဒီဖုန်းကဘလော့ထားတာဟာငါခေါ်ပြမယ်ကြည့် ထားလိုက်ပါတော့ဟာဟိုသူဖုန်းဆက်ပိတ်နေရပဲဖြစ်မှာပေါ့နောက်မတွေ့ရမယ့်လူတွေမှမဟုတ်တာ ပြောရင်အမြဲအတိုင်းခိုင်စတင်ဘယ် package တာမှာ ဟုတ်လားဟုတ်တော့မစားချင်ပါဒီခေါ်ပါဒီလေးပဲစားလိုက် ဟ
အဲကြောက်မဘလောက်မှရှိရမှာမဟုတ်တာခြေထားတဲ့နေရာမှာခြေထားလိုက်ရမှာ နင်ကလည်းအစားတောက်နဲ့ပတ်သက်ရင်တော့ချွေတာကြတော့မလိုပါဘူးဟဲ့အခုဟာပေါ့ပွားပဲစားချင်လို့ မရှိလိုက်ဘူးအဲ့ဒါပဲ အချင်းရှင်မစား ဟိုမှာခိုင် အော်ခိုင်ကြောက်တယ်လား အဲ့ဒါနင်ဘယ်လိုဖြစ်လို့ရောက်လာ ငါလာရန်နာနဲ့လာလေနင်ပြိုလာမှန်းသိအတူတူလာပါတယ် အော်မဟုတ်ငါသူများကြွရလာစားတာဟိုကလေအမရာနင်းတင်လာတာသူ့မွေးနေမလို့ ဟောငါတို့တော့မပြောအမရာအကျင့်ပုတ်လိုက်တာစမပါရဲ့ပတ်သက်ကြောင်ထားတာ ဆဆတကယ်ချင်းဘာလို့ဘိုးဝိုင်းမှာပဲရှိရနော် ခိုင်စုခိုင်ရလေနေ့အကျွေးကြတော့မဆက်ပဲဒီမှာကြာလာစားတယ်နော် နင်ကလည်းအမရဝယ်ကျလို့လာစားရလို့ပြောတယ်မလားခိုင်ကိုတမျိုးမတင်ပါနဲ့ငါနဲ့ခိုင်နဲ့တကယ်ချင်းရင်းတာ ဒီကတငယ်ချင်းအင်းကြီးဆိုပြီးတော့စွတ်ယုံနေရတိလားအဲ့ရင်းမရဆိုတငယ်ချင်းတွေကပဲဒီတော့ကြောက်ထားတဲ့ဒီမှာနေတည့်ရလား အဲ့လိုတော့မတွေးပါနဲ့ဟာဂျူမမလာကြီးပြင်သွားကြမယ်ဗိုက်စာနေ အေးပါ ခိုင်ငါနင်ပြပြရအောင်မယ် ပြောလေ နင်အိုင်ဒီယာကောင်လေးထမင်းကိုသိရသူကငါ့ကိုကြိုက်နေတယ်နဲ့ဟာခုတည်းကထမင်းစားကြတော့လေငါ့ကိုကွက်ကြည့် စိတ်ကူးမြင်လာရင်ကြည့်ရင်စမ်းပါဟဲ့ဟိုကအစင်နော်နင်လည်းပုံကြိုက်ပါနင်ကြည့်ရမှာပဲနဲ့ငါ့ကိုကြည့်ရလေဖြစ်ရှင်နေမှာ အေးနော်အဲ့လိုလည်းဖြစ်နိုင်လား အာကတိပဲဟဲ့လေခိုင်စောကပြောတယ်ညာတဲ့သူ့ကိုတင်းလိုက်ကြိုက်နေရတယ်ဟုတ် ခိုင်ရခိုင်နင်ကလည်းဘာရှောက်ပြောနေရလဲ ဘာလို့ဟောလဲစား အမရာမတင်အောင်ကြောက်ရင်နော်ပေါ့လာစားတာမဟုတ်ဘူးဒီနေ့ပေါ့ပါတိုင်းလေးဖက်လေးပဲလာစားလိုက်တာ အမရာနေနော်အလုပ်ဒီပါနဲ့ညမွေးနေတော့ငါတို့မပြောတော့ဘူးသူ့မွေးနေလဲအမရာမွေးနေလေဆောင်အမရာမွေးနေဟိုခိုင်လိုက်ကြည့်ရမဟုတ်ဘူးလား အော်ခိုင်ရတာမလို့လိုက်ကြွေးတာသူဘောနေလို့လေ ဘာခိုင်မရှက်ဘူးလား ငါဘာလို့ရှမ်း ဘာရှက်မှာလဲနင်ကအကျွေးတဲ့သိန်းကျော်လေးကိုကြားတယ်မဆက်ပဲထားတာ9လကျော်နင်အမရာကိုကြောက်ဒီလိုဆိုင်ကြီးဆိုင်ကောင်မနေလိုက်ကျွေးနေတယ် အေးငါနေကြွေကိုလေမရှိလို့မဆက်တာပေါ့မဆက်ချင်လို့မဆက်တာရှင်းလိုက် ခိုင်ငါလေနင်ကိုတငယ်ချင်းရင်းလို့တတ်မှတ်ထားတာတိလားအေးထိုင်မဲ့လေငါ့ကိုလူကြားထဲမှာအမျိုးမျိုးရှက်ခွဲရတယ်နေမယ်ငါ့အပေါ်မှာနိုင်တဲ့စီးနေလောက်တာလည်းနေမယ်ငါနေမို့လို့တိခံနေတာဒါမဲ့နင်ကငါတော့ကြောဓာတ်နဲ့ထိုးလိုက်တာပဲတိလား အေးခိုင်စုနောက်ကျောကိုဓာတ်နဲ့ထိုးတယ်ဆိုရင်တော့မှအဲ့လိုမျိုးထိုးဖို့ထားကိုပေးခဲ့တာနေကိုယ်တိုင်ပဲအဲ့နဲ့မှာပဲ ကျေးဇူးရှိမှကျေးဇူးတယ်ဆိုတဲ့စကားမှန်တာပဲမင်းတို့တငယ်ချင်းမျိုးလေငါ့ဘဝထဲမှာမရှိခဲ့ဘူးလို့ပဲသဘောထားလိုက် အဲ့ဟာနင်းကိစ္စလေစိတ်ဝင်စားဘူး ခိုင်စုခိုင်စု ခိုင်ကြီး ခိုင်စု ဘာရဲ့ အော်ထားရမယ်လို့ဟာဆက်ဆက်တာလေဟာ ရတာလား ခက်သေးတယ်လား ဘယ်လိုလဲဒီခိုင်စုရဲ့ဒီခုပွဲတွေ့တော့ရုံနေလား ထားလိုက်ပါတော့သူရောင်းနေသူကွာလူကြီးရဲ့ဗီဇာကိုမိတာနဲ့ပြုပြင်လို့မရဘူးဆိုတာငါသိလိုက်ပြီတကယ်ချင်းလူတွေကခွင့်လွှတ်တတ်တဲ့လူပေါ်ဆိုအမျိုးမျိုးကျွလို့ကျင်ကြတာနေပေါ်တခြားကိုစင်ပြေပါစေတကယ်ချင်းရ စစ်ဖူစီတီနဲ့အတူဟော့ပေါ့ရတာကိုတစ်စင်းမြင့်တင်လိုက်ပါ